ပရိသတ်ကြီးဒီနေ့ညီမတို့ channel လေးမှာတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ဗုဒ္ဓဘာသာမှာပထမဆုံးရှင်သာမဏေဖြစ်ခဲ့တဲ့ဂရမဗုဒ္ဓဘုရားရှင်ရဲ့သားတော်လေးရာဟုလာအကြောင်းပဲဖြစ်ပါတယ်နော်။ channel လေးမစခင်ညီမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ရှင်။တခါတော့အခါကဂရမမြတ်စွာဘုရားရှင်ပွင့်တော်မမူမီလွန်ခဲ့တဲ့ကမ္ဘာတသိန်းကာလကဟန်တာဝရီမြို့မှာချမ်းသာကြွယ်ဝတဲ့လူငယ်နှစ်ဦးဟာသူတို့ရဲ့ဖောက်ခွေနဲ့ကွယ်လွန်ကြတဲ့အခါစီးစိမ်များစွာအမွေဆက်ခံခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကတော့အဲ့ဒီစီးစိမ်တွေကိုမမတ်မောပဲဤချမ်းသာကြွယ်ဝမှုအလုံးသည်ငါတို့နဲ့အတူနောက်ဘဝကိုယူဆောင်သွားရမရနိုင်။ဒါကြောင့်ငါတို့ဟာနောက်ဘဝကိုလိုက်ပါနိုင်ပြီးအကျိုးတရားတွေကိုဖန်တီးဖို့ဒီစီးစိမ်တွေကိုအသုံးချတဲ့နေလို့တွေးခဲ့ကြပြီးအလူမန်နဲ့ကြီးလေးခုဆောင်းလောက်ကစည်ရနောင်ပါသူတွေခရီးသွားတွေမိဘမိတ်ကလေးတွေအပါအဝင်လူတိုင်းကိုခွဲခြားမှုမရှိဘဲလိုအပ်တာတွေကိုလှူဒန်းကူညီပေးခဲ့ကြပါတယ်။အဲ့ဒီနှစ်ဦးတွေကပထမတထေးသားလေးဟာရာဟုလာရဲ့ရှိဘဝပဲဖြစ်ပါတယ်။သူဟာသူ့ရဲ့အလူဒါနကိုအလေးထားပြီးအလူကံပုဂ္ဂိုလ်ရဲ့လိုအပ်ချက်တွေကိုလည်းအမြဲမေးမြန်းကဖြည့်ဆည်းပေးတတ်သူပေါ့။အဲဒါကြောင့်အလူကံပုဂ္ဂိုလ်တွေကသူ့ကိုဖော်ရည်စွာကြိုဆိုတတ်သူလို့ခေါ်ကြပါတယ်။တထေးသားနောက်တစ်ယောက်ကတော့ရထပါလာရဲ့အတိတ်ဘဝပဲဖြစ်ပြီးအလူကံတွေရဲ့လိုအပ်ချက်ကိုမမေးတတ်ပဲမိမိတက်တော်မိတ်ထင်းနဲ့လူပွဲတွေကိုသာလူရန်တက်လို့မဖော်ရည်တဲ့သူအဖြစ်နာမည်တွင်ပါတယ်။တနေ့မှာတော့အဲ့ဒီတထေးလေးနှစ်ဦးဟာဟိမဝနာတောကနေဆုံးခံကြွလာတဲ့ရတိတ်နှစ်ပါးနဲ့တွေ့ဆုံခဲ့ပါရော။တထေးလေးနှစ်ယောက်ဟာရတိတ်တွေကိုပင်းဖိတ်ပြီးကောင်းမွန်တဲ့အစားအစာတို့ကိုကတ်လူခဲ့ကြပါတယ်။အဲ့ဒီနောက်ရတိတ်တစ်ပါးစီရဲ့နောက်မှာစောရကဖြစ်ခွင့်ပေးရန်ခွင့်ပန်ပြီးဆုံးခံပုံမှန်ကြွပေးဖို့လဲတောင်းပန်လျှောက်ထားခဲ့ကြပါတယ်။ရတိတွေပြန်မကြွခင်မှာပထမရတိကသူ့ကိုစွန့်တကလုပ်ပေးမဲ့ရာဟုလာအလောင်းလျာကိုငကောင်းမင်းကဲ့သို့အောင်မြင်ပါစေလို့ဆုပေးခဲ့ပါတယ်။ရာဟုလာလောင်းလျာတထေးသားလေးကလည်းငကောင်းမင်းရဲ့အောင်မြင်မှုတွေကိုမသိ၍မေးမြန်းတဲ့အခါမှာတော့ရတိဟာသူဒီငကောင်းမင်းရဲ့တိုင်ပြည်ကိုရောက်ဖူးပြီးငကားတို့ရဲ့အစည်းစိမ်အုပ်စာကျွဲဝချမ်းသာပုံတွေကိုမြင်ခဲ့ဘူးလို့ဒီလိုဆုကိုပေးကြောင်းမိန့်တော်မူပါတယ်။ဒါကြောင့်ရာဟုလာအလောင်းလျာတထေးသားဟာလည်းငကားပုံကိုရောက်ဖို့ဆုတောင်းခဲ့ပါတော့တယ်။နောက်ရတိတစ်ပါးကလည်းသူ့ကိုစောရကလုပ်ပေးမဲ့ရတပါလာအလောင်းလျာတထေးသားကိုလည်းတကြားမင်းကဲ့သို့အောင်မြင်ပါစေလို့ဆုပေးခဲ့ပါတယ်။ရတပါလာအလောင်းလျာတထေးသားကလည်းတကြားမင်းရဲ့အောင်မြင်မှုတွေကိုပြန်လည်မေးမြန်းရာရတိကမိမိဟာလည်းတာဝရိတာနတ်ပြည်ကိုရောက်ဖူးခဲ့ပြီးတကြားမင်းရဲ့စီးစိမ်အုပ်စာကျွဲဝချမ်းသာပုံတွေကိုမြင်တွေ့ဖူးခဲ့တာမလို့ဒီဆုကိုပေးကြောင်းမိန့်ခဲ့ပါတယ်။ဒါကြောင့်ရတပါလာအလောင်းလျာတထေးသားဟာလည်းတာဝရီတာနတ်ပြည်မှာတကြားမင်းဖြစ်ဖို့ဆုတောင်းပြန်ခဲ့ပါရောဒီလိုနဲ့အဲဒီဘဝတည်ဆုံကြတဲ့အခါမှာတော့ရာဟုလာအလောင်းလျာတထေးသားဟာနဂါးပြည်မှာနဂါးမင်းဖြစ်ခဲ့ပြီးရတပါလာအလောင်းလျာတထေးသားဟာလည်းတာဝရီတာနတ်ပြည်မှာတကြားမင်းအဖြစ်ရရှိခဲ့ကြပါတယ်နဂါးမင်းအဖြစ်ရတဲ့ရာဟုလာအလောင်းလျာဟာတွားသားရတာကြောင့်နဂါးမင်းဖြစ်ရတာကိုစိတ်ပြတ်နေခဲ့ပါတယ်နန်းတော်ရှိပေမဲ့လည်းမပြောခဲ့ရပါတနေ့မှာတော့နဂါးမင်းဟာဝိရုဘကနတ်မင်းနဲ့အတူတကြားမင်းကိုဖူးမြော်ဖို့နတ်ပြည်တက်ခဲ့ပါတယ်။တကြားမင်းဟာလည်းအရင်ဘဝကတငယ်ချင်းဖြစ်ခဲ့ဦးတဲ့နဂါးမင်းဖြစ်သူကိုမှတ်မိပြီးငါအိမိတ်ဆွေတင်ပမာမွေးဖွားခဲ့တယ်လေလို့မေးမြန်းခဲ့ရာနဂါးမင်းကတင်ကမြင့်မြတ်သောနေရာတွင်မွေးဖွားခဲ့သည်ငါကခန္ဓာကိုယ်ကရွှေနှင့်ဖုံးအုပ်ထားပေမဲ့မြေပြင်မှာတွားသားနေရသည်လို့ဝမ်းနည်းစွာပြန်ဖြေခဲ့တာပေါ့။ငါအိမိတ်ဆွေယခုအခါလူပြည်မှာပရုမုဒ္ဒရဗုဒ္ဓပွင့်တော်မူပြီးဖြစ်လို့ထိုမြတ်စွာဘုရားထံမှာကုသိုလ်ကောင်းမှုပြုကဆွတောင်းမှုအသက်ထပ်မံပြုပါလို့အကြံပေးခဲ့ပါတယ်။နဂါမင်းကလည်းနတ်ပြည်ကပြန်လာပြီးနောက်9ရက်တန်နိုင်ဗုဒ္ဓနဲ့တန်ဃာတော်1000တို့ကိုနဂါပြည်သို့ပင်ဖိတ်ပြီးဆွန့်ကပ်လှူခဲ့ပါတယ်။ဗုဒ္ဓရဲ့သားတော်ဥပရိဝတ္တတာမဏေကိုမြင်တဲ့အခါမှာတော့အလွန်ကြည်နူးစိတ်ဖြစ်ပြီးဥပရိဝတ္တတာမဏေကဲ့သို့ဗုဒ္ဓဘုရားရှင်တဆူဆူ၏သားတော်ဖြစ်ရပါစေသာလို့အတိတ်ထံပြုဆုတောင်းခဲ့ပါတယ်။ပရမုဒ္ဒရဗုဒ္ဓဘုရားရှင်ကလည်းနောက်တစ်ချိန်တွင်ဂရမဗုဒ္ဓလို့အမည်ရတဲ့ဗုဒ္ဓဘုရားရှင်သားတော်ဖြစ်လက်တံလို့ပြန်လည်ပြရိပေးအပ်ခဲ့ပါတယ်။နဂါမင်းဟာဂရမဗုဒ္ဓရဲ့သားတော်အဖြစ်ဘဝများစွာဖြစ်ခဲ့ပြီးယခုနောက်ဆုံးဘဝမှာတော့ဗုဒ္ဓရဲ့သားတော်ရာဟုလာဆိုတဲ့ဘဝကိုရရှိခဲ့ပါတယ်။ယခုနောက်ဆုံး၌ကပိလဝေပြည်မှာရာဟုလာအမည်နဲ့မင်းသားတစ်ပါးအဖြစ်ဖွားမြင်ခဲ့ပါတယ်။ဖခင်ဖြစ်သူတိဋ္ဌထမင်းသားယဟန်အဖြစ်ခံယူဖို့ထွက်ခွာသွားတဲ့နေ့မှာပဲမွေးဖွားခဲ့ပြီး
မိခင်ဖြစ်သူရသောတရာမိဖုရားနဲ့ကပိလဝတ်ပြည်မှာရှိတဲ့ဆွေမျိုးတွေရဲ့ပြုစုဆောင်ရှောက်မှုနဲ့အရွယ်ရောက်လာခဲ့ရသူပေါ့မင်းသားလေးဟာသူ့ရဲ့ဖခင်မျက်နှာကိုတော့မမြင်ဖူးခဲ့ဖခင်အကြောင်းကိုလည်းလုံးဝမကြားဖူးခဲ့ရပါဒါပေမဲ့မင်းသားရာဟုလာဟာတခြားမင်းသားတွေနဲ့တန်းတူမိခင်နဲ့ဆွေမျိုးတွေရဲ့ဆောင်ရှောက်မှုအောက်မှာအေးချမ်းစွာနေထိုင်ခဲ့ရပါတယ်တိတ္တထမင်းသားဖျားအလောင်းတော်ဟာတပိညုတညံတော်ရရှိကဗုဒ္ဓမြတ်စွာဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက်ကာလအတန်ကြာသောအခါအိန္ဒိယတခွင်မှာတရားတစ်ပါးများဟောကြားကသာသနာပြုတော်မူခဲ့ပါတယ်။အဲဒီအချိန်မှာသုတ္တဒနမင်းကြီးကဝင်းကြီးကာလုဓာယီကိုဗုဒ္ဓမြတ်စွာဘုရားအားကပိလဝတ်ပြည်သို့ပင့်ဆောင်မှုအမိန့်ပေးခဲ့ပါရော။ဝင်းကြီးကာလုဓာယီကလည်းချက်ချင်းဆိုသလိုခရီးထွက်ခဲ့ပါတယ်။ခရီးထွက်ရင်တိုက်တော်အရန်၌ဗုဒ္ဓမြတ်စွာဘုရားတရားဟောနေခြင်းနဲ့တိတ်တိတ်ဆဆန်ဆုံမိချိန်မှာတရားနာပရိသတ်ရဲ့နောက်ဆုံးမှရက်ကမိမိရဲ့အပေါင်းပါများနဲ့အတူတရားတော်ကိုနာယူခဲ့ပါတယ်။တရားတော်အဆုံးမှာဝင်းကြီးကာလုဓာယီနဲ့သူရဲ့အပေါင်းပါအလုံးဟာယဟန္တာဖြစ်တော်မူပြီးပရိတံပိတာဉာဏ်ကိုပါရရှိတော်မူခဲ့ကြပါတယ်။အဲဒီနောက်ယဟန်ခံခွင့်တောင်းခံကြရာဗုဒ္ဓမြတ်စွာဘုရားကအေရိဘိက္ခုဥပတမန္တာဖြင့်ယဟန်ခံခွင့်ပေးတော်မူခဲ့ပါတယ်။ခုနှစ်ရက်အကြာမှာကာလုဓာယီဟာမိမိအနှင်းခံရတဲ့တာဝန်ကိုထမ်းဆောင်ကဗုဒ္ဓမြတ်စွာဘုရားအားသုတ္တဒနမင်းကြီးနဲ့ဆွေမျိုးတော်များနဲ့တွေ့ဆုံစေဖို့အတွက်ကပိလဝတ်ပြည်ကိုပင့်ဖိတ်ခဲ့ပါတယ်။ဗုဒ္ဓမြတ်စွာဘုရားလည်းပင်လျှောက်တာကိုလက်ခံတော်မူခဲ့ပြီးယဟန်တော်များနဲ့အတူမြို့အပြင်မှာရှိတဲ့ဏိဒောတယုံဥယျာဉ်တော်၌သာဆက်လက်တည်င်းသုံးတော်မူခဲ့ပါတယ်။နောက်တနေ့နဲ့အရောက်ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာဆုံးခံမှုကပိလဝတ်ပြည်ကိုကြွတော်မူခဲ့ရာဗုဒ္ဓမြတ်စွာဘုရားနဲ့ယဟန်တော်များဆုံးခံကြွလာတော်မူတဲ့အကြောင်းသိရတဲ့သုတ္တဒနမင်းကြီးဟာတောကရောက်ကဝမ်းနေခဲ့ပါတယ်။ဒီလိုမျိုးဆုံးခံကြွခြင်းဟာဂုဏ်သိက္ခာကျဆင်းစေတယ်လို့ထင်ပြီးဆွေမျိုးများနဲ့ဖခင်ကမထောက်ပံ့လို့ပြည်သူတွေရှုံးချမှာကိုစိုးရိမ်တော်မူတာကြောင့်ဗုဒ္ဓမြတ်စွာဘုရားထံအမြဲသွားရောက်ပြီးအဖေးကြောင့်ဤသို့ဆုံးခံကြွခြင်းဖြင့်အကျွန်ုပ်အားအရှက်ရစေပါသနည်းလို့လျှောက်ထားရတာပေါ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကဆုံးခံကြွခြင်းသည်တထေတို့ဤဓမ္မတာဒလိထုံစံဖြစ်ပြီးတရားတို့အားအကျိုးပြုရန်အတွက်သာဖြစ်သည်လို့မိန့်တော်မူခဲ့ပါတယ်။အဲဒီနောက်ဗုဒ္ဓမြတ်စွာဘုရားဟာတပိတ်ကိုကင်တော်မူပြီးလန်ခီ၌ပင်ရက်တော်မူကအရိယဝန္တိကတုတ်ကိုဟောကြားတော်မူသည်။သုတ္တဒနမင်းကြီးလည်းမတ်တက်ရရင်ပင်တရားတော်ကိုနာယူတော်မူခဲ့ရာတရားတော်ပြီးဆုံးတဲ့အခါမင်းကြီးဟာသောတာပန်အရိယာဖြစ်တော်မူပြီးဗုဒ္ဓမြတ်စွာဘုရားနှင့်ယဟန်တော်များအားနန်းတော်သို့ပြင်၍ဆုံးကပ်ခဲ့ပါတယ်။နောက်တနေ့မှာဗုဒ္ဓမြတ်စွာဘုရားရှင်ဟာနန်းတော်တွင်ဆုံးဖုံးပေးပြီးနောက်ဖခင်သုတ္တဒနမင်းကြီးနှင့်မိသွေးတော်မဟာပဇာပတိဂေါတမီမိဖုရားကြီးတို့ကိုတရားဓမ္မဟောကြားတော်မူပါတယ်။တရားတော်ပြီးဆုံးတဲ့အခါဖခင်မိကြီးဟာတတဂါမိဖို့မိသွေးတော်မဟာပဇာပတိဂေါတမီမိဖုရားကြီးဟာသောတာပတိဖို့ရောက်ရှိခဲ့ကြပါတယ်။ဆွေမျိုးတော်များကလည်းယေရနာသုံးပါးကိုတက်ဝင်ယုံကြည်ကိုးကွယ်လာကြပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်6ရက်တန်တိုင်းနန်းတော်သို့စွန့်ဖုံးပြီးကြွတော်မူခဲ့တော်လေမင်းသားရာဟုလာရဲ့မိခင်ရသောတရာမိဖုရားကြီးဟာတခြားသူတွေလိုဗုဒ္ဓမြတ်စွာဘုရားကိုလာရောက်ဖူးမြော်ခြင်းမရှိခဲ့ပါကပိလဝတ်ပြည်ရှိဆွေမျိုးများထံတရားဟောရန်ကြွရောက်တော်မူတဲ့တတမမြောက်နေ့မှာရသောတရာမိဖုရားကြီးကတာတော်မင်းသားရာဟုလာအားချစ်သားရာဟုလာမဟာဗြဟ္မာကြီးကဲ့သို့ကိုရောင်ကိုဝါထွန်းပြောင်တောက်ပါတဲ့နတ်လူတို့ချစ်ခင်ကိုကိုရာဖြစ်တော်မူတဲ့တပိတ်တော်ကပေါင်းများစွာနဲ့ဝင်းရလျက်ရှိသောယဟန်တစ်ပါးကိုတွားရောက်ဖူးမြော်လောထိုယဟန်သည်တစ်ဖခင်ဖြစ်တော်မူသည်တစ်ဖခင်သည်ယဟန်ပြုရန်နန်းတော်မှထွက်ခွာသွားချိန်တွင်များပြားလွှားစွာသောဥစ္စာဒနာများကိုဆွန့်လွတ်သွားခဲ့သည်ဒါကြောင့်တင်သည်လည်းထီးနှန်းဆိုင်ရာမျှော်လင့်ချက်များကိုဆွန့်လွတ်ခဲ့ရသည်ယခုပင်သွား၍တင်ဤဖခင်အားရှိခိုးပြီးထီးနှန်းအမွေဆိုင်ရာဥစ္စာဒနာများကိုတောင်းခံလောလို့မိန့်တော်မူလိုက်ပါတယ်မင်းသားရာဟုလာလည်းမိခင်မိဖုရားကြီးရဲ့စကားကိုနာခံကဗုဒ္ဓမြတ်စွာဘုရားထံတွားရောက်ဖူးမြော်ခဲ့ပါတယ်။ဘုရားရှင်အားရှိခိုးပြီးနောက်ဖခင်ဖြစ်သူဘုရားရှင်ကိုကြည်ကဖခင်အပေါ်မေတ္တာတရားတွေဖြစ်ပေါ်လာခဲ့ပြီးဝမ်းသာစွာနဲ့အရှိအာဝါဒသည်အလွန်အေးမြ၏မျက်နှာတော်သည်အလွန်ထွန်းလင်းတောက်ပပါ၏လို့ချီးမွမ်းကမိခင်မတဲ့ဥစ္စာဒနာတွေကိုမတောင်းပဲတခြားကိစ္စတွေအကြောင်းသာစကားဆက်ပြောခဲ့ပါတော့တယ်။ဗုဒ္ဓမြတ်စွာဘုရားလည်းဆုံးပုံပေးပြီး
နီဂောရယုံကျောင်းတော်ကိုပြန်ကြွတော်မူသောအခါတွင်လေမင်းသားရာဟုလာဟာလည်းဆွေမျိုးတွေတားနေတဲ့ကြားကနေမြတ်စွာဘုရားနောက်ကိုသာလိုက်သွားခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အချိန်ကအခွင့်တက်လာတဲ့အခါမင်းသားရာဟုလာလည်းထီးနှန်းအမွေခံတအူးအနေနဲ့ရထိုက်တဲ့ဥစ္စာဒနာတွေကိုတောင်းခံပါတော့တယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်လည်းသားတော်ရဲ့စကားကိုနားထောင်ပြီးရာဟုလာသည်အကျွန်ုပ်ဖခင်ဥစ္စာဒနာကိုလိုလားတောင်းတသည်။တင့်အားတာမန်ဥစ္စာအပြည့်ဥစ္စာဒနာများကိုပေးသနာတော်မူလင်ရင်းဥစ္စာဒနာများသည်တန်မြာဘဝတွင်ကျင်လည်စေရန်အကြောင်းတရားဖြစ်လိမ့်မည်။၎င်းသည်ဝမ်းနည်းပူဆွေးမှုများနှင့်ပြည့်နှက်နေပြီးအနှဲငယ်များပင်အတိတ်ပဲမရှိသောကြောင့်ဆင်းရဲဒုက္ခအစုအပုံကြီးတွေနစ်မြုပ်နေရလိမ့်မည်လို့မိန့်တော်မူလိုက်ပါတယ်။မင်းသားရာဟုလာလည်းအာယုံစိတ်နားထောင်နေစဉ်ဗုဒ္ဓမြတ်စွာဘုရားကဒါကြောင့်တင့်အားအရိယာဥစ္စာအတွင်းဥစ္စာဒနာကိုပေးသနာတော်မူမည်။ယင်းသည်ဗုဒ္ဓဘာသာတွင်အမြင့်မြတ်ဆုံးအခိုင်အမာဆုံးအမြဲတည်တံ့သောဥစ္စာဒနာဖြစ်ပြီးသင်ဟာလောကုတ္တရာအမွေခံဖြစ်စေကဗုဒ္ဓမျိုးဆက်ကိုဆက်ခံစေလိမ့်မည်လို့ဆက်လက်မိန့်တော်မူလိုက်ပါတယ်။အဲဒီနေ့မှာပဲမြတ်စွာဘုရားရှင်ဟာရှင်သာလိပုတ္တရာမထေရမြတ်ကြီးကိုမင်းသားရာဟုလာအားရဟန်းခံပေးအပ်မိန့်တော်မူခဲ့ပါတယ်။ရှင်သာလိပုတ္တရာမထေရမြတ်ကမင်းသားရာဟုလာဟာအရွယ်မရောက်သေးတာကြောင့်ရှင်သာမဏေအဖြစ်မြည်သို့ခံယူနိုင်မည်နီလို့လျှောက်ထားတော်မူရာတွင်ဗုဒ္ဓမြတ်စွာဘုရားကရွယ်သူသူငယ်များအားတရဏဂုံရွတ်ဆိုစေကရှင်သာမဏေခံယူစေရန်မိန့်တော်မူခဲ့ပါတယ်။အရှင်မမောဂလန်ကလည်းမင်းသားရာဟုလာရဲ့သပင်ကိုရိတ်ပေးပြီးတင်ငန်းလှူခဲ့ပါတယ်။အရှင်သာရိပုတ္တရာကရှင်သာမဏေခံယူပေးခဲ့ပြီးအရှင်မဟာကတ္တပကဆရာအဖြစ်ထမ်းရွက်ခဲ့ပါတယ်။ဒီလိုနဲ့ရှင်သာမဏေရာဟုလာလေးဟာဗုဒ္ဓဘာသာမှာပထမဆုံးရှင်သာမဏေအဖြစ်စတင်ထင်ရှားလာပါတော့တယ်။မင်းသားရာဟုလာလေးရှင်သာမဏေခံယူတဲ့အကြောင်းကိုဘိုးတော်တုတ်တော်ဒရမင်းကြီးသိရှိတဲ့အခါအလွန်ဝမ်းနည်းတော်မူခဲ့တာပေါ့။အကြောင်းကတော့ဗုဒ္ဓမြတ်စွာဘုရားဟာမိဖုရားကြီးပဇာပတိဂေါတမီဖွားမြင်တော်မူခဲ့တဲ့သားတော်နန္ဒမင်းသားကိုလည်းယဟန်ခံပေးတော်မူရောင်းသာမကပဲကပိလဝိပ္ပိကြီးရဲ့ထီးနှံအမွေပင်းရန်ဆုံးဖြတ်ထားတဲ့ရာဟုလာမင်းသားလေးကိုပါရှင်သာမဏေပြုတ်ပေးလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ဒီလိုသာဆက်လက်ခွင့်ပြုနေရင်တကြတာကီမင်းသားအားလုံးယဟန်ပြုကြလိမ့်မယ်။မိဘများလည်းမျိုးဆက်လူငယ်များကိုဆုံးရှုံးရမည့်အဖြစ်ကိုတွေးကစိုးရိမ်တော်မူခဲ့ရှာပါတော့တယ်။နောက်တနေ့မနက်တွင်ဗုဒ္ဓမြတ်စွာဘုရားနန်းတော်၌အဆုံးဖုံးပေးနေစဉ်တုတ်တော်ဒနမင်းကြီးဟာမြတ်စွာဘုရားရှင်ထံတွားရောက်ကအရှင်ဘုရားယနေ့မှစ၍မြည်သည့်လူငယ်မဆိုယဟန်ပြုလိုပါကသူ၏မိဘများခွင့်ပြုချက်ကိုတောင်းခံတော်မူပေးပါဖေ။ခွင့်ပြုချက်မရရှိသေးပါကကျေးဇူးပြု၍ယဟန်မခံပေးပါနဲ့လို့ခွင့်ပန်လျှောက်ထားတော်မူပါတော့တယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်လည်းဖခင်ရဲ့တောင်းပန်ချက်ကိုလက်ခံတော်မူပြီးအရှင်နန္ဒနှင့်ရှင်သာမဏေလေးရာဟုလာတို့ကိုခေါ်ကယဟန်တော်များနှင့်အတူရာဇကြိုမြို့ကိုပြန်ကြတော်မူခဲ့ပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာအဲ့ဒီကိစ္စကိုအကြောင်းပြုပြီးယဟန်တော်များအားဟောကြားတော်မူသည်မှာယဟန်တို့မိဘများကခွင့်ပြုချက်မရှိသောသားငယ်ကိုယဟန်မခံကြပါနဲ့။ညီသူကိုမဆိုခွင့်ပြုချက်မရှိဘဲယဟန်ခံပေးပါကပါစိတ်အပတ်သက်မီလို့စတင်မိန်တော်မူခဲ့ပါတော့တယ်။ယဟန်ပြုပြီးနောက်ရှင်သာမဏေလေးရာဟုလာဟာအရှင်သာလိပုတ္တရာရဲ့သင်ကြားမှုနဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်များကိုကြိုးစားလေ့လာကျင့်ကြံအားထုတ်တော်မူတာပေါ့။ရှင်သာမဏေလေးရာဟုလာဟာဗုဒ္ဓမြတ်စွာဘုရားရှင်ဘေးနီယာကိုကြွကြွဆရာဖြစ်သူအရှင်သာလိပုတ္တရာနဲ့အတူနေရာတကာအမြဲလိုက်တော်မူပါတော့တယ်။တခါမှာတော့ဗုဒ္ဓမြတ်စွာဘုရားဟာအာလဝီပြည်အာလဝီမြို့သို့ကြွတော်မူခဲ့ပါတယ်။ဗုဒ္ဓဘာသာဝင်များစွာတို့ကိုလည်းတရားတော်နာယူဖို့ညနေထိအထိစုယုံနေကြပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ယဟန်တော်ကြီးများကလည်းတရားဒေသနာကိုအလေကျဟောကြားတော်မူခဲ့ပါတယ်။တရားဝဲပြီးဆုံးသောအခါယဟန်တို့ဟာမိမိတို့ရဲ့သက်ဆိုင်ရာအကြောင်းကံတွေကိုပြန်ကြွတော်မူကြပါတယ်။ယဟန်ပြုကာစယဟန်များနဲ့ရှင်သာမဏေများဟာညာနာသဖြင့်အိမ်ပြန်ရန်အဆင်မပြေသောလူပုဂ္ဂိုလ်များနဲ့အတူတရားဟောတဲ့နေရာမှာအိပ်ဆက်ကြရပါတယ်။ယဟန်ပြုကာစယဟန်များနဲ့ရှင်သာမဏေများဟာအိပ်ဆက်ရာတွင်အိမ်ကြီးကိုမထိန်သိမ်းနိုင်ကြပဲအိပ်ပျော်နေစဉ်သွားကြိတ်သူကကြိတ်ဟောက်သူကဟောင်းနဲ့ဖြစ်နေကြပါတယ်။ဒီလိုမြင်ကွင်းကိုမြင်ရသောတချို့လူပုဂ္ဂိုလ်တွေကယဟန်များဖြစ်ပြီးအဲ့ဒီလိုဖြစ်ရမလားဆိုကအပြစ်တင်ကဲ့ရဲ့ရွှရှာကြပါတော့တယ်။မနေ့ရောက်လို့ဗုဒ္ဓမြတ်စွာဘုရားသိရှိတော်မူတဲ့အခါမှာတော့ယဟန်တော်များအားလုံးကိုခေါ်ကယဟန်တစ်ပါးသည်ယဟန်မဟုတ်သောသူနှင့်အတူအိပ်ဆက်ခြင်းမပြုရ
မိသူမဆိုဤတိတ်ခါဘုတ်ကိုချိုးဖောက်ပါကပါစိတ်အဘတ်တက်မီလို့ဆိုကတိတ်ခါဘုတ်ကိုထပ်မံပြညတ်တော်မူခဲ့ပါတော့တယ်။အဲဒီညမှာပဲရှင်သာမဏေလေးရာဟုလာဟာတခြားယဟန်တော်တွေနဲ့အတူအိပ်ဖို့ကြိုးစားပေမဲ့ယဟန်မဟုတ်ပဲရှင်သာမဏေဖြစ်သေးတာမလို့ယဟန်တော်များသည်ယဟန်မဟုတ်သောသူနှင့်အတူအိပ်ဆက်ခြင်းမပြုရဆိုတဲ့တိတ်ခါဘုတ်ကိုစောင့်ထိန်ကြရာအတူအိပ်ဆက်ဖို့ညှင်းဆန်ကြပါတယ်။ရှင်သာမဏေလေးရာဟုလာဟာတခြားနေရာများကိုအိပ်ဖို့ရှာပေမဲ့အိတ်ဆရာနေရာမရှိတာကြောင့်ဘာမှမစဲစားတော့ပဲတခြားတက်ကြီးဝါကြီးဟမ်းများကိုလည်းအနောက်ရှက်မပေးလိုတာကြောင့်ဗန္ဒသာများနဲ့မှုေးကြိုင်နေတဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့အိမ်သာဝါစာကုရီအတွင်းနဲ့သာဝင်ရောက်အိတ်ဆက်ပါတော့တယ်။မနက်အာယုံတက်ခန့်ဤအချိန်ဗုဒ္ဓမြတ်စွာဘုရားရှင်ဝါစာကုရီရဲ့တကားဝါကိုကြွလာတဲ့အခါအထဲမှာတူးဦးရှိနေတာကိုသိတော်မူခဲ့ပါတယ်။ချောင်းတန်ဟန်တော်မူတဲ့အခါမှာရှင်သာမဏေလေးရာဟုလာလဲအတန်ကြားပြီးနိုးတဲ့အခါချောင်းတန်ပြန်ဟန့်ခဲ့တာပေါ့အဲ့ဒီချိန်ဗုဒ္ဓမြတ်စွာဘုရားရှင်ကအဘယ်သူနည်းလို့မေးတော်မူတဲ့အခါမှာရှင်သာမဏေလေးရာဟုလာကအရှင်ဖေဟာရာဟုလာဖြစ်ပါသည်လို့လျှောက်ထားကကုရီအတွင်းကနေထွက်လာပြီးရှိခိုးတော်မူပါတယ်ဗုဒ္ဓမြတ်စွာဘုရားကရာဟုလာအဘဲကြောင့်ဤနေရာ၌အိပ်ဆက်ရသည်နည်းလို့မေးတော်မူရာရှင်သာမဏေလေးရာဟုလာကအရှင်ဖေဟာကျွန်ုပ်အိပ်စရာနေရာမရှိသောကြောင့်ပါရခင်ကရဟန်းတော်များသည်အကျွန်ုပ်အားကူညီခဲ့ကြတော်လေယခုအခါအာပတ်သက်မီဆို၍နေရာမပေးကြတော့ပါအရှင်ဖေဟာဤနေရာ၌ကတခြားသူများမရှိသဖြင့်အိပ်ဆက်ရန်ရောက်ရှိလာကြောင်းပါဖေဟာလို့ပြန်လည်လျှောက်တော်မူခဲ့ပါတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်လည်းမိမိရဲ့ပြည့်ညတ်ချက်ကြောင့်ရှင်သာမဏေလေးရာဟုလာအိပ်စရာမရှိဖြစ်နေရကြောင်းကြားသိရတဲ့အခါတနာတော်မူခဲ့ပါတယ်အနာဂတ်၌လူငယ်ရှင်သာမဏေများသည်ဗုဒ္ဓ၏ဤပညာချက်များကြောင့်အခက်အခဲကြုံတွေ့ရလိမ့်မည်လို့ဆင်ခြင်တော်မူခဲ့ပြီးယဟန်တန်ဃာတော်များကိုစုယုံစေကအရှင်သာရိပုတ္တရာအားသာရိပုတ္တရာယနေ့ရာဟုလာသည်ဝါစာကုရီအိမ်သာ၌နေခဲ့ရသည်သာရိပုတ္တရာတင်ဒီရာဟုလာကိုဤသို့ဖြစ်ထားလင်နောက်တွင်အခြားမိသားစုများမှကလေးများကိုယဟန်ခံပေးပါကတင်မည်တို့လှုပ်ဆောင်မည်နီလို့မေးတော်မူခဲ့ပါတယ်အဲဒီနောက်ယဟန်တစ်ပါးသည်ယဟန်မဟုတ်သူနှင့်တုံညအိတ်ခွင့်ပြုသည်တုံညထပ်ပိုးအိတ်ပါကပါစိတ်အပတ်သိမည်ဆိုတဲ့ပညာချက်တရက်ကိုထပ်မံပညာတော်မူခဲ့ပါတယ်နောက်ပိုင်းတွင်သုတ္တရဏမင်းကြီးအပြင်းထန်နာမကျန်းဖြစ်တော်မူပါတော့တယ်ဗုဒ္ဓမြတ်စွာဘုရားရှင်လည်းအာနန္ဒာနန္ဒနှင့်ရာဟုလာတို့ကိုခေါ်တော်မူပြီးတခြားတပိတ်တာဝကများနှင့်အတူသုတ္တရဏမင်းကြီးအားတွေ့ရန်ကပိလဝတ်ပြည်ကိုကြွတော်မူခဲ့ပြီးမင်းကြီးပရိနိဗ္ဗာန်မပြုခင်အရိယာဖြစ်အောင်တရားဓမ္မဟောကြားတော်မူခဲ့တာပေါ့သုတ္တရဏမင်းကြီးပရိနိဗ္ဗာန်ဆံတော်မူပြီးနောက်ပဇာပတိဂေါတမီမိဖုရားကြီးကလည်းယဟန်ပြုခွင့်တောင်းခံခဲ့ပါတော့တယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကညင်းပယ်တော်မူတဲ့အခါမိဖုရားကြီးကဗုဒ္ဓမြတ်စွာဘုရားနောက်ကိုခြေဖွားများရောက်ရမ်းတန်ရာရတဲ့အထိခြေဗလာနဲ့လိုက်လံခဲ့ပေမဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကအမျိုးသမီးမလို့ယဟန်ပြုခွင့်မပေးခဲ့ပါအရှင်အာနန္ဒာကမိဖုရားကြီးတရားများရတာကိုမြင်တော်မူတဲ့အခါဗုဒ္ဓမြတ်စွာဘုရားရှင်ထံခွင့်ပြုပေးရန်ကိုပြီးတောင်းပန်လျှောက်ထားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဗုဒ္ဓမြတ်စွာဘုရားကပဇာပတိဂေါတမီမိဖုရားကြီးအားဘိက္ခုနီများနဲ့ပတ်သက်တဲ့စည်းကမ်းချက်တွေကိုတင်းကျပ်စွာလိုက်နာရမည်လို့ဆိုကာခွင့်ပြုတော်မူခဲ့ပါတယ်။ပဇာပတိဂေါတမီမိဖုရားကြီးလည်းဝမ်းသာကဗုဒ္ဓဘာသာရဲ့ပထမဦးဆုံးသောဘိက္ခုနီအဖြစ်ယဟန်ပြုတော်မူခဲ့ရပြီးမိဖုရားကြီးရဲ့ရန်ရွှေတော်900တို့လည်းလိုက်ပြီးယဟန်ပြုကြပါတယ်။မိဖုရားကြီးနဲ့ရန်ရွှေတော်များဟာယဟန်ဘဝမှာသီလတွေကိုတင်းကျပ်စွာလိုက်နာကျင့်သုံးကြပြီးအရိယာများဖြစ်လာခဲ့ကြပါတယ်။ပဇာပတိဂေါတမီမိဖုရားကြီးရဲ့သမီးတော်ယူပနန္ဒဟာလည်းမိခင်ရဲ့ယဟန်ပြုတာကိုမြင်တဲ့အခါယဟန်ပြုရန်စဉ်းစားပါတော့တယ်။ဒါအပြင်ရသောတရာကိုလည်းအတူယဟန်ပြုဖို့တိုက်တွန်းလို့ရသောတရာရောယူပနန္ဒကိုနှစ်ယောက်လုံးဟာဘိက္ခုနီတန်ခါအဖွဲ့အစည်းလက်အောက်မှာယဟန်ပြုခဲ့ကြပါတယ်။ရသောတရာမိဖုရားဟာသာသနာမှာဗတ္တကိစ္ဆနာထေရီဆိုတဲ့ဘွဲတော်ရရှိလာခဲ့ပါတယ်။ဒီနေ့မှာတော့ဗတ္တကိစ္ဆနာထေရီဟာအစာရင်အနာဖြစ်လို့အလွန်နာမကျန်းဖြစ်ပြီးမထနိုင်အောင်အထိဖြစ်ပါတော့တယ်။ရှင်သာမဏေလေးရာဟုလာလည်းအလွန်စိုးရိမ်တော့ကရောက်ပြီးမိခင်ဖြစ်သူရဲ့အကြောင်းတိုက်ကိုတွားရောက်ဖူးမြော်ကကျေးဇူးကြီးလာတဲ့မိခင်အားယောဂကုဖို့ဘာစေးယူလာပေးရမလဲမေးမြန်းတော်မူခဲ့တာပေါ့။တဲ့တီးမဲတွေကိုတကြားခဲနဲ့ရောစားရမယ်ဆိုတာသိရတဲ့အခါရာဟုလာလေးဟာစိုးရိမ်တော့ကရောက်လာပါတော့တယ်။အကြောင်းကတော့တာမန်လူအနေနဲ့တဲ့တီးမဲတွေကိုတကြားခဲနဲ့ရောကျွေးရတာကလွယ်ကူပေမဲ့
ရှင်သာမဏေလေးဘွားမလို့စွန့်ခံမှသာရနိုင်တာမလို့တွေးကဝမ်းနေစိုးရိမ်နေမိပါတော့တယ်ဒီလိုတာမဏေလေးရာဟုလာဝမ်းနေနေတာကိုဆရာဖြစ်သူရှင်သာရိပုတ္တရာမြင်တဲ့အခါရာဟုလာအဘေးကြောင့်ဤမြောက်ဝမ်းနေညှိုးငယ်နေသလီလို့မေးတော်မူလိုက်ပါတယ်ရာဟုလာကလည်းမိခင်ရဲ့ယောဂကိုကုသပေးခြင်းမဲ့ကုသဖို့လိုအပ်တဲ့ဆေးကြောင့်ညှိုးငွမ်းနေရကြောင်းပြောပြတဲ့အခါမှာတော့ရှင်သာရိပုတ္တရာကစိတ်မပူနဲ့ရာဟုလာမနှက်ဖြန်အထီဆောင်မှာကျွန်တော်တို့ရရှိပါလိမ့်မယ်အလွန်အမင်းစိုးရိမ်မနေပါနဲ့လို့မိန့်တော်မူလိုက်ပါတယ်နောက်တနေ့မှာတော့ရှင်သာရိပုတ္တရာဟာရာဟုလာကိုခေါ်ပြီးတာဝတိမြို့ရဲ့ဆုံးခန့်ကြွားကနန်းတော်တကားပေါက်အရောက်တွင်ဗိမ်ပိတာရမင်းကြီးကရဟန်းတော်တို့ကိုမြင်ပြီးပင်လျှောက်ကနေရာထိုင်ခင်းပေးခဲ့ပါတယ်အဲဒီနောက်မှာတော့မင်းကြီးကရှင်သာမဏေလေးရာဟုလာကိုတရက်သီးမဲနဲ့တကြားရောထည့်ထားတဲ့တပတ်ကလုံးကိုကတ်လူခဲ့ပါတယ်ဆုံးခန့်ကြွားပြီးကျောင်းတော်ပြန်ရောက်တဲ့အခါမှာတော့အရှင်သာရိပုတ္တရာကရာဟုလာကိုမိခင်အားတကြားနဲ့ရောထားတဲ့တရက်သီးမဲတွေကိုမိခင်အားပေးအပ်စီခဲ့ပါတယ်တိတ်မကြခင်မှာပဲဗတ္တကိစ္ဆနာထေရီရဲ့ယောဂလည်းပျောက်ကင်းလာခဲ့ပါတော့တယ်ရှင်သာမဏေလေးရာဟုလာဟာစိတ်အားထက်သန်စွာတင်ယူတတ်သူဖြစ်ပြီးတော့ဓမ္မနဲ့ဝိနည်းအရာတို့မှလည်းလုံလဝရိယရှိသူဖြစ်ပါတယ်။နေစဉ်နတိုင်းမှာရာဟုလာလေးဟာလုံဝါးထဲမှာတဲတွေထည့်ပြီးအဲ့ဒီနေ့မှာဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ဆရာရီလိုတင်ယူအားထုတ်နိုင်မှုအဋိဌံပြုလေလည်းရှိပါတယ်။ရာဟုလာရဲ့အသက်20ပြည့်တဲ့အခါမှာတော့ရဟန်းပြုခင်ရပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကရှင်သာရိပုတ္တရာကိုဥပ္စေဆရာအဖြစ်အရှင်မောဂလန်ကိုဆရာအဖြစ်အသီးသီးဆောင်ရွက်စေပြီးဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရဟန်းခံပေးခဲ့ပါတယ်။ရာဟုလာရဲ့ကြိုးစားအားထုတ်မှုကိုအတိမတ်ပြုတဲ့အနေနဲ့လဲဂေါရမဗုဒ္ဓဘုရားရှင်ကရာဟုလာကိုတည်ရွာ၌ဆန္ဒအပြင်းထန်ဆုံးယဟန်အဖြစ်ချီးကျူးတော်မူခဲ့ပါတယ်။ရာဟုလာယဟန်ဖြစ်ပြီးတဲ့နောက်တနေ့သောအခါဗုဒ္ဓမြတ်စွာဘုရားကရာဟုလာအားထိုင်ငင်းကိုယူကအနဝံတော်တွင်သို့လိုက်ခဲ့ဖို့မိန့်တော်မူလိုက်ပါတယ်။အဲဒီတော်တွင်ကတစ်ပင်တစ်ပင်ရဲ့အခြေမှာမြတ်စွာဘုရားရှင်ဟာရာဟုလခင်းကျင်းပေးသောထိုင်ခင်းအပေါ်မှာထိုင်ကတရားနာယူရန်စောင့်ဆိုင်နေတဲ့နတ်ဗမာများစွာကြားဝိပဿနာတရားမြတ်ကိုဟောကြားတော်မူခဲ့ပါတယ်။တရားတော်အဆုံးတွင်နတ်ဗမာများတရားထူရကြပြီးရာဟုလာလည်းအရဟတဖို့ဆက်ရောက်ခဲ့ပါတယ်။ရာဟုလာဟာအရဟတဖို့ရရှိပြီးနောက်မှာမြတ်စွာဘုရားရဲ့တရားတော်တွေပြတ်ပါဖို့အတွက်အရေးပါတဲ့အခမ်းကဏ္ဍကနေပါဝင်ခဲ့သူပါ။ဒါပြင်သူဟာသူ့ရဲ့ကုသိုလ်ကောင်းမှုတွေဖြောင့်မတ်တဲ့ကျင့်ကြံမှုတွေနဲ့အတူတရားတော်နဲ့ဝိနည်းတော်တို့ကိုသူတသက်တာလုံးစောင့်ရှောက်ထိန်းသိမ်းခဲ့သူလည်းဖြစ်ပါတယ်။ရာဟုလာဟာတက်တန်းတစ်ခုထိနေခဲ့ပြီးဖခင်ဖြစ်သူဂေါရမဗုဒ္ဓဘုရားရှင်နဲ့ဆရာဖြစ်သူရှင်သာရိပုတ္တရာရှင်မဟာမောဂလန်တို့ထက်အရင်ပြိဋိဘံဆန်ခဲ့ပါတယ်။ဒီဇာတ်လမ်းလေးကတော့ဗုဒ္ဓဘာသာရဲ့ပထမဆုံးရှင်သာမဏေလေးဖြစ်တဲ့ရာဟုလာရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးမှာတစုံတရာအမှားပါခဲ့ရင်အချက်လက်လွဲချော်မှုတွေရှိခဲ့ရင်လည်းကြိုတင်တောင်းပန်ပြစီနော်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြဖို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်။